စလိတ်တလိတ်ကိုမီးညှိပြီးအမိုက်ပုံးတွေကိုပစ်ထည့်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲပြင်းထန်တဲ့မီးတောက်တွေထွက်ပေါ်လာခဲ့တယ်သူကကားကိုချက်ချင်းမောင်းထွက်သွားပြီးမီးလောင်မှုကိုအကြောင်းကြားဖို့မီးတပ်ဌာနကိုချက်ချင်းဖုန်းဆက်ခဲ့ပါတယ်အညာတစ်ခုတည်းကိုကိုဝင်ပြီးနောက်ပိုင်းမှာလူဟာကြိုတင်ပြင်ဆင်ထားတဲ့မီးတပ်သမားဝတ်စုံကိုလဲလှယ်ဝတ်ဆင်လိုက်ပါတယ်အဲဒီနောက်သူကရှေ့ကိုပြေးထွက်သွားပြီးအရှိန်နဲ့မောင်းနေတဲ့မီးတပ်ကားတစ်စီးပေါ်တက်လိုက်ပါတယ်တပ်ပွဲချီတက်သွားချိန်မှာသူကကဘာပေါ်မှာလုံခြုံရေးအကျက်ဆုံးဒေသဖြစ်တဲ့အန်ဒဝတ်ရဲ့စိန်ရောင်းဝယ်စုံတွေကိုအောင်မြင်စွာထိုးပေါက်ဝင်ရောက်နိုင်ခဲ့ပါတယ်ညုံရေးဆောင်နေရတော့ဒါအောင်လုံးဝသတိမထားမိကြပါဘူးလူမြင်ကွင်းကနေလွတ်သွားတဲ့အခါမှာတော့လူဟာကားပေါ်ကနေခုန်ဆင်းလိုက်ပြီးရေဆိုးထုတ်စနစ်ကလေးကိုဝဆင်းသွားခဲ့ပါတယ်ဥတီယာနေရောက်သွားတဲ့အခါမှာတော့လေစာအုပ်ပြီးမျက်နှာကျက်ကိုဖြတ်တော့ကအစင်တိုးလွန်အောင်တဲ့ကိုချောမွေးသွားခဲ့ပါတယ်သူကဘုံချိုကိုချင်းချင်းတက်ဆင်လိုက်တယ်ဒေါ်လာတွေနေရာနဲ့ပြန်ဝဲသွားခဲ့တယ်သူကတက်တာတလုံးအမြင်ဆွဲယူပြီးအထက်ကစိန်တွေကိုသွန်ထုတ်ယူလိုက်ပါတယ်အဲ့ဒီညမှာပဲလူဟာဂိုင်းစတာကောင်းဆောင်တို့ကိုတွားရောက်တွေ့ဆုံခဲ့ပါတယ်သူကစိန်တွေကိုလက်မှတ်တစ်စောင်းနဲ့ချင်းလဲလိုက်ပါတယ်နောက်တစ်စက္ကန့်မှာပဲသူကအဲ့ဒီလက်မှတ်တွေအကြောင်းအရာတွေကိုပေးပို့လိုက်ပါတယ်သူရဲ့ဟက်ကာဖွဲ့ကနေကိုအော်ဒီနေတီကိုလက်ထခံရရှိခဲ့ပါတယ်9စက္ကန့်စာနောက်ပြန်ရေးတွက်ပြီးတဲ့နောက်မှာတော့အဲ့ဒီဂိုင်းရဲ့ဌာနချုပ်ဟာချင်းဆိုသူအမိုက်ပုံပွားတဲ့ကိုရောက်သွားပါတော့တယ်နဲ့ဂိုင်းကောင်းဆောင်တို့အေးအေးဆေးစကားပြောနေတော့မှာပဲဂိုင်းကောင်းဆောင်ကစိန်ဒီပေါ်ဝိုင်းနေမှာတော်စားမောက်ကျသွားခဲ့ပါတယ်စိန်ပူဒီပေါ်ကဝိုင်ဇက်ကိုမြင်လိုက်တဲ့အခါမှာတော့စိန်တွေကလူခိုးယူလာတဲ့စိန်တွေမဲ့သူရိပ်မိသွားပါတော့တယ်